အခြေတစ်ခုမှာပေါ့ဗျာဇွဲစုဆိုတဲ့စုကိုရဖို့တဲ့သူတွေမြင်ကြလားဘယ်လိုဇွဲစုလဲဆိုလို့ရှိရင်ဟိုမှာယောက်ျားလေးတယောက်ပဲဖြစ်ဖြစ်မိန်းကလေးတယောက်ပဲဖြစ်ဖြစ်ကိုချစ်တဲ့သူပါတနာတယောက်ကိုကတစ်ဖက်သက်ချစ်နေတယ်ဒါပေမဲ့ချစ်တဲ့သူကကိုပြန်ပြီးတော့မချစ်ဘူးနော်မချစ်ဘူးအဲ့တော့ကိုကအရန်ချစ်တော့ချင်းကတ်တယ်ချင်းကတ်ပြီးတော့မရမကလိုက်ကတ်တယ်ဘလောက်ပဲအပြစ်တွေပြောဘလို့ပဲလှုပ်သူလှုပ်သမျှကိုအပြစ်မမြင်ဘဲနဲ့တစ်ဖက်သက်ကိုချစ်နေရတာအဲ့ဒီချစ်တဲ့အချိန်ကာလကလည်းတစ်လနှစ်လမဟုတ်ဘူးတစ်နှစ်နှစ်နှစ်မဟုတ်ဘူး5 6နှစ်9နှစ်10နှစ်ထိအောင်ကြာတယ်အဲ့ဒီအထိတစ်ဖက်လူကကိုချစ်လာတဲ့အရေးအယောင်လည်းမပြောက်ဒါပေမဲ့ तू ကဆက်ပြီးတော့စူးစမ်းနေတယ်ဆိုတော့အဲ့လိုအနေထားမျိုးနဲ့အခြေရေးတွေရှိပါတယ်ဒီနေရာမှာကျွန်တော်တစ်ဖက်စီပြောချင်တယ်ပေါ့ဗျာကိုကဇွဲစုရမလားတော့မဟုတ် unconditional love ပေါ့နော်သူဖြစ်နေလို့ကိုချစ်တာသူချစ်ရသည်ဖြစ်စေမရသည်ဖြစ်စေသူ့ကိုချစ်နေရရင်လေကျင်တတ်တယ်ဆိုတော့လူမျိုးတွေအတွက်ဇွဲစုတယ်နော်ဇွဲစုကရတဲ့တလားပေါ့နော်အဲ့တော့တစ်ဖက်ကလည်းပြန်ကြည့်မယ်ဆိုရင်ကိုကမချစ်နိုင်ချစ်ကြည့်ဖို့ကြိုးစားတယ်တော့ပေမဲ့လည်းဘလို့မှချစ်နိုင်ဖို့ကိုစင်မပြေဘူးဒါပေမဲ့သူ့ရဲ့ကျင်နာယူရမှုကြိုးစားမှုတွေကကိုယ့်အတွက်ကအတိမတ်ပြုတ်ပေးရလောက်အောင်ကိုကောင်းနေတယ်ကိုကလည်းအဲ့ဒီအတွက်ကိုသူ့ကိုအခွင့်အရေးပေးခြင်းနဲ့လှုပ်ပေးခြင်းနဲ့ချစ်ခင်ပေးခြင်းနဲ့တော်တော်လည်းချစ်မပေးနိုင်အဲ့ဒီခါကျတော့သွားမယ်ဆိုရင်လမ်းတစ်လမ်းကကျွန်တော်တို့ကယထာလမ်းလိုပဲအပြိုင်ဖြစ်နေတာနော်ဘယ်တော့မှမဆောင်နိုင်တဲ့မြင်းကြောင်တစ်ကြောင်ရောက်နေအဲ့တော့အဲ့လိုမျိုးလာဆွေးနွေးတဲ့သူရှိတဲ့ခါကျတော့အဲ့ဒီအချစ်မခံရတဲ့သူပေါ့နော်တယောက်ကသူတာပြန်မချစ်ဘူးဆိုလို့ရှိရင်တခုခုဖြစ်သွားလိမ့်မယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်လာတယ်တစ်ဖက်ကကြတော့ပြန်မချစ်နိုင်ဘူးဒါပေမဲ့ तू ကလည်းကိုယ့်ဘောအရန်ကောင်းနေတော့အားနာတယ်အားနာပြီးတော့သူ့ကိုဘယ်လိုလုပ်ရမလဲမသိဘူးဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးခက်ခဲတဲ့အနေအထားမျိုးတွေရှိတယ်အဲ့တော့လာတိုင်းမင်းနဲ့သူကတော့အချစ်နော်မချစ်တဲ့သူပေါ့နော်မချစ်တဲ့သူကသူ့မှာအဲ့လိုမျိုးကြုံနေရတယ်ဆိုပြီးလာတိုင်းမင်းတာပါအဲ့တော့ကြံတောင်းပါတယ်ပထမဆုံးတော့ပေါ့နော်အမှားလို့ပြောရမလားပေါ့နော်အမှားတစ်ခုပေါ့ဘာအမှားလဲဆိုလို့ရှိရင်ကိုမချစ်နိုင်တဲ့သူတယောက်ကိုကြာရှည်တွဲမထားတဲ့အမှားပေါ့ဘလို့ပဲဖြစ်ဖြစ်တစ်ခါလေကြာလို့ရှိရင်ကျွန်တော်တို့ကနည်းနည်း risk ယူရတာပေါ့နော် risk ယူရတယ်ကြာလာလေပို့ပြီးတော့ emotional တွေကပို့ပြီးတက်လာလေပဲအဲ့ဒီကကြာတော့ကျွန်တော်တို့ကဒီပြဿနာကိုနော်အဝေးကြီးအကြီးကြီးမရောက်ခင်ထိအရင်ကတည်းကရှင်းရှင်းလင်းလင်းလုပ်တဲ့နော်အဲ့လိုလှုပ်ထားမှသာတစ်ဖက်လူကလည်းကိုယ့်အတွက်မျှော်လင့်ချက်ရှိနိုင်လားမရှိနိုင်လားဘူးဆိုတာကိုသူကသုံးဖြတ်နိုင်မယ်ပေါ့ဗျာနော်ရှည်အတွက်ကိုစဉ်းစားနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းမရတဲ့ကိစ္စမရှိဘူးငါမင်းကိုပဲငါသဘောကျတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကလည်းချစ်ရတဲ့သူတော့ကရှည်အတွက်ကိုစဉ်းစားတဲ့ခါကြလို့ရှိရင်ဘာဆက်လုပ်ရမလဲဆိုတာကိုသိစေမှာဖြစ်ပါတယ်အမေရတဲ့နော် it's fine အဆင်ပြေတယ်မင်းဟိုဘက်ကချစ်မယ်မင်းဘာဖြစ်နဲ့လုပ်မယ်ဆိုလို့ရှိရင်ဒါသူ့ဘက်ကတစွတ်တရတိုးတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီအတွက်ကြာလို့ရှိရင်ကိုကကြတော့ဒါကိုမျက်နှာလွှဲခဲပြလုပ်တယ်လို့တချို့ကထင်ကြတယ်အဲ့လိုမျိုးလဲစိတ်ထဲမှာပယောဂပေါ့နော်ကိုပယောဂရှိတယ်လို့ခံစားတဲ့အခါကျတော့အာဟနာတယ်ပေါ့နော်အာနာတယ်ဆိုတော့အဲ့ဒီနော်မချစ်ဖဲနဲ့ရှစ်ဆက်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့သိကြတယ်ကျွန်တော်မေးလိုက်တယ်အသက်အရွယ်တွေလေးကြည့်လိုက်တော့အသက်အရွယ်ကလည်းလူငယ်ဆန်ဆန်ပဲရှိသေးတယ်အဲ့တော့ဒီချိန်မှာအဲ့ဒီအကြောင်းအရာကိုခဏလေးနော် break လေးလုပ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘဝတိုးတက်ရေးနော်ကိုယ်မှာဘာတွေဦးစားပေးစရာရှိတယ်လဲဘာတွေလုပ်စရာရှိတယ်လဲဆိုတာဦးစားပေးပြီးလုပ်တင်တယ်အဲ့လိုလုပ်ပြီးတော့မှ4 5 6နှစ်စသည်အဖြစ်ကိုကဒီကိုယ့်ရဲ့တိုးတက်ကြောင်းတို့ရုန်းကန်နေမှာကိုယ့်ရဲ့ mindset တွေကလည်းပြောင်းသွားနိုင်တယ်ပြီးတော့နောက်ထပ်နော် opportunity တွေလည်းရှိလာနိုင်တယ်နောက်ထပ်နော်တော့မဟုတ်ပါနဲ့သူရှေ့ကချစ်တဲ့သူကိုလည်းရင့်ကျက်သွားတဲ့အချိန်မှာကိုယ့်အတွက်လိုအပ်တဲ့သူဒါမျိုးကိုပဲကိုကနော်သူချစ်ကိုရှာတဲ့အချစ်မျိုးနဲ့ကိုကစုံခန်းတိုင်မဲ့ဆုံးဖြတ်ချက်မျိုးတွေလည်းဒါဖြစ်လာနိုင်တယ်ပေါ့ဗျာအဲ့တခုရရှိတာပေါ့तू ကဒီတယောက်ကိုနော်ချစ်ကြည့်တယ်စူးစမ်းကြည့်တယ်ဒါပေမဲ့မရဘူးဘယ်လောက်ထိစူးစမ်းလဲ4 5 6နှစ်စူးစမ်းကြည့်လို့မရဘူးဆိုရင်တော့သိကြတယ်ဒါဆိုရင်တော့ဒီလမ်းကြောင်းမှာမစုံနိုင်ဘူးပေါ့ဗျာစုံနိုင်ဘူးပေါ့တော်တော်အားတစ်ပေါ့နော်မစုံနိုင်ဘူးများတယ်မစုံနိုင်ဘူးနော်မစုံနိုင်ဘူးများတယ်လို့ကျွန်တော်ပြောခြင်းဖြစ်ပါတယ်အားကြောင့်မလို့ဟိုက
တစ်ဖက်သက်အချစ်နဲ့နေနေရတယ်ဆိုလို့ရှိရင်အားနာပြီးတော့အချိန်မဆွဲပါနဲ့ပြက်ပြက်သားသားပြောဖို့လိုပါတယ်တခါတလေကျွန်တော်တို့ဒီချိန်နဲ့ပဲเนาะစိတ်ဆိုးခံလိုက်ပါเนาะမျက်နှာအပြက်ခံလိုက်ပါအဲ့ဒါဒီတစ်ဖက်လူကိုကျင်နာမှုကိုချင်းစာမှုပေးခြင်းနဲ့အတူတူပါပဲအဲ့လိုမဟုတ်ဘဲနဲ့ဟိုကအချိန်နဲ့ဆွဲပြီးသွားနေတယ်ဆိုလို့ရှိရင်ဒါဒီကိုလည်းဒုက္ခပေးနေသလိုတစ်ဖက်လူကိုလည်းညှောင်းနှင်းချက်အကြီးပေးတဲ့ခါကြလို့ရှိရင်နှစ်အောင်လုံးအတွက်ရရှိမှာမကောင်းပါဘူးကဲအဲ့တော့ဒီဗီဒီယိုလေးကြည့်ပြီးတော့အဲ့လိုမျိုးတစ်ဖက်သက်အချစ်တွေရှိတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်လည်းဒါဖြည့်ရှင်းနည်းလေးကိုသိတော့ပါစေလို့ပြောလိုက်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရက်ဟပ်ပါ